ကျွန်တော်ဒီ comment ကို reply ပြန်ချင်လို့ပေါ့လေနော်ဒီ comment ကလည်းဟိုမိကုန်းကကောင်းတာပေါ့နော်ကျွန်တော်တို့က DHT hormone ကိုမဖြစ်လာအောင်ဘယ်လိုလုပ်လို့ရမလဲဆိုတော့လေDHT hormone မပြောခင်DHT hormone ဘယ်ဟာဖြစ်လာလဲဆိုတော့testosterone ဖြစ်လာပေါ့နော်အဲ့ကောင်ကအမျိုးသားကြား hormone ပေါ့နော်အမျိုးသားကြား hormone ကနေတစ်ဆင့်သူက DHT hormone ပြောင်းတယ်အဲ့ဒီ DHT hormone ကဘာအတွက်ကောင်းကျိုးများလဲဆိုတော့ကျွန်တော်တို့ကဒီကြား hormone ဆိုတော့ဗျာတန်မာစိတ်တွေကျွတ်သားတွေတန်ဆွမ်းနေအတန်အော်တွေဖြစ်တယ်ဒီမှတ်ဉာဏ်တွေကောင်းတယ်အများကြီးကောင်းတာအများကြီးရှိတယ်ဗျာဒါပေမဲ့သူကမကောင်းတဲ့ချက်ကနှစ်ချက်ပေါ့နော်ပြုတ်ကြလေးမလို့ချင်တဲ့အချက်ပေါ့နော်ဘာလဲဆိုတော့ तू ကဒီ spin ကိုပါစေတယ်ကျွတ်စေတယ်နောက်တစ်ချက်ကတော့ C အကျိတ်ကိုကြီးစေတယ်အဲ့လိုဆိုတော့ကျွန်တော်တို့ကလုံးဝမရှိရင်တော့ကျွန်တော်တို့ကလုံးလို့ရလုံးဝမရှိအောင်လုပ်လို့ရဆိုတော့လုံးဝမရှိအောင်လုပ်လို့မရဘူးဗျကျွန်တော်တို့ကဒီဟာကိုcontrol လုပ်လို့ရပါဘောနော်အရင်မများအောင်အရင်မနေအောင်ကျွန်တော်တို့ဒီအဆင်ပြေအောင်လုပ်လို့ရတယ်တောက်စီတွေရှိရဲဒီတဘာဝစီရှိတယ်ပေါ့နော်အမှကျွန်တော်တို့ကစိတ်စီးတာများတာဆိုရင်လေဒီ cortisol level တက်ပြီးတော့ DHT hormone တွေများလာတတ်တယ်အဲကြောင့်မို့ကျွန်တော်တို့ဟို stress တွေညော့နေအောင်နေပေးရမှာလေနော်နောက်တစ်ခုကျတော့အေယိုဝါနေပေးရမယ်နောက်ပြီးတော့ဟိုဒီအစီအဆိုင်တွေစောင်းရတဲ့ဖေယုံစီတို့ဟိုဟာပင်မှာဆိုရင်တော့ဗျာဒီစောပတ်မတူပေါ့နော်စောအမတူမှာဆိုရင်တော့ကျွန်တော်တို့ finger ထွက်တဲ့ဒီဟာဘယ်တွေစီတောက်လို့ရတယ်ပေါ့နော်နောက်ပြီးရင်ခေါင်းရှော့မှာဆိုရင်ဗျာဈေးကွက်တွေမှာအများကြီးရှိတယ်ပေါ့နော်ဒီဟိုဘာညာကွကွာကိုရဒါပေမဲ့ဟို scientific အရဆိုရင်တော့ဟိုဒီ ketoconazole shampoo ဆိုလဲသုံးလို့ရတာပေါ့နော်သူကလည်း DHT hormone ကိုထိန်းသိမ်းပြီးတဲ့အနည်းတင်တစ်ခုရှိတယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်ခေါင်းဆွဲမှာသုံးလို့ရတယ်အဲ့ဒါသုံးလို့မှအဆင်မပြေဘူးဆိုရင်တော့ကျွန်တော်တို့ဒီ finance strike ပေါ့နော် finance strike DHT hormone blocker တောက်ရပါဘောလေနော်လို့ဆိုတော့ကျွန်တော်တို့ဒီအမေကိုပြန်ကောင်းရမယ်ဆိုရင်တော့ hormone ကိုမဖြစ်လာအောင်လုပ်လို့ရလားဆိုတော့မဖြစ်လာအောင်လုပ်လို့မရဘူးဗျဖြစ်လာတဲ့ hormone ကိုကျွန်တော်တို့ control လုပ်လို့ပဲရတော့ထိန်းသိမ်းလို့ပဲရတာပေါ့လေနော်